makeup look ကိုနဲ့အလိုက်ဖတ်ဆုံးအလှဆုံးပြင်ချင်ကိုယ့်ရဲ့ zodiac sign ကိုကြည့်ပြီးပြင်ပါတဲ့ root က Capricorn ဆိုတော့ဒီလိုမျိုး Capricorn ရဲ့ inspire makeup look လေးဒီနေ့ပြင်ကြည့်မှာပေါ့နော် inspire color လေးတွေက nude ဘက်ကိုသွားတယ် warm ဘက်ကိုသွားတယ်ပေါ့နော်အဲ့ဒါလေးပြင်ကြည့်ရင်းနဲ့ Capricorn ရဲ့ psychology relationship နဲ့ပတ်သက်တဲ့ fact 10ချက်ကို root ကဖတ်ပြမှာပေါ့နော် root လည်း agree ဖြစ်မဖြစ်ကို root ပြင်ရင်းနဲ့ပြပြသွားပါမယ် Capricorn ကလူတယောက်ကိုမယုံတော့ဘူးဆိုလို့ရှိရင်အဲ့လူကဘာပဲဘယ်လိုပဲပြောပေါ့နော်သူတို့အတွက်ကလိမ်ညာတွေလို့သတ်မှတ်ကြတယ်တဲ့အချက်ကတော့ root အတွက်အရင်ကြီးမမှန်ဘူးပေါ့နော်ဒါပေမဲ့ခဏအမျိုးလိမ်ဖူးတယ်မငင်းနိုင်ဘူးပေါ့နော်အဲ့တော့ root အတွက်ကတော့60ပေါ့နော်လိမ်နေတာတော့သိရပေါ့နော်Okay နောက်တစ်ချက် Capricorn ကတခုခုကိုလက်ကိုလိုလိုက်ပြီဆိုလို့ရှိရင်လုံးဝပြန်လက်မကြည့်တတ်ကြဘူးတဲ့အဲ့ဒါတော့ root လည်းလက်ခံတယ်ပေါ့နော် root ကအစွဲကြီးတော့လက်ကိုလိုရတော့အချိန်တော့ကြာပါမယ်လှုပ်လိုက်ပြီဆိုလို့ရှိရင်လုံးဝပြန်လက်ကြည့်ချင်စိတ်မရှိဘူး root လည်း root အတွက်အဲ့ဒါကတရားရတဲ့ကမှန်ပါတယ်အဲ့ဆို root blush ကိုအများရန်ခုထုံပတ်သွားတဲ့ blush သုံးတယ်ပေါ့နော်ဒီနေ့ကကျတော့ warm tone blush လေးသွားပါမယ်Capricorn ကပတ်စံရမ်းကြိုက်တယ်ကိုရှာတဲ့ပတ်စံအရမ်းကြိုက်ပါတယ်တဲ့ဟုတ်ပါတယ် 100% ဟုတ်ပါတယ်လူတိုင်းကြိုက်ပါတယ်နော်နံပါတ်4အချက်က Capricorn ကတဲ့ chase လုပ်ရတာမကြိုက်ဘူးတဲ့ relationship မဆိုဘောနော်ကိုယ့်ဘက်ကနေစားရတာမကြိုက်ဘူးတဲ့အဲ့ဒါအရမ်းမှန်တယ် root introvert မို့လို့လာတော့မသိဘူး relationship မှာကိုယ့်ဘက်ကနေစားရမျိုးမရှိဘူးပေါ့နော်တယောက်ကိုတေလောက်အောင် crush နေပါစေမပြောဘူးဒီဘက်ကနေစားရင်မှမပြောနံပါတ်5အချက်ကကျတော့ Capricorn နဲ့စကားများရန်ဖြစ်တာကြောက်စရာမလိုဘူးပေါ့နော်တို့လုံးဝစကားမပြောမှသာကြောက်ရတာလုံးဝလက်လျှော့လိုက်တဲ့သဘောပေါ့နော်အနေနဲ့ဆိုတော့ကဘယ် relationship မဆိုတော်လက်မလျှော့တတ်ဘူးအကယ်၍လက်လျှော့လိုက်ပြီဆိုလို့ရှင်လဲလူစကားမပြောချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့တော့90%မှန်တယ်ပေါ့နော်အဲ့ချက်ကလည်းနံပါတ်6အချက်လည်းခုနအတိုင်းပဲပေါ့နော် Capricorn ကတဲ့တောင် relationship တစ်ခုကို give up မလုပ်တတ်ကြဘူးတဲ့ yes that's true အဲ့ဒါတော့100%ထောက်ခံတယ်ပေါ့နော်မြို့မြက်ခုံးမဆွဲပြီဆိုလို့ရှင်လေအမြက်ခုံးမတစ်ဖက်နဲ့ကြည့်မှဆွဲပြီပေါ့နော်သူကတစ်ဖက်ကိုဆွဲနေတစ်ဖက်ကိုပဲအာရုံရရင်မလက်လေးဖြစ်သွားတယ်နောက်တစ်ဖက်ကိုကြည့်လိုက်မညီတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဒါနဲ့အာယုံလွတ်တက်တယ်မှာပါတယ်ပေါ့နော်အဲကြောင့်ဒါကြုံလို့ပြတာပါပေါ့နော်နံပါတ်9အချက်က Capricorn ကကိုယ့်ရဲ့ partner ပေါ်မှာ loyal ဖြစ်ကြတယ်တဲ့ပြီးရင်သူတို့လိုချင်တဲ့ relationship type ကရေရှည်ခံတဲ့ relationship မျိုးပေါ့နော်အဲ့ဒါလည်း 100% မှန်ပါတယ်အခုဆိုလို့ရှိရင် situationship တွေပါရှိတယ်မကြိုက်ဘူး committed ဖြစ်တာကြိုက်တယ် loyal ဖြစ်တာကြိုက်တယ်ကိုလည်း loyal ဖြစ်တယ်တစ်ဖက်လူလည်း loyal ဖြစ်တဲ့ဟာကိုပဲလက်ခံချင်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့နံပါတ်10အချက်က Capricorn ကနှွေးထွေးတဲ့နှလုံးသားရှိပေမဲ့ခဏလေးအတွင်းမှာပဲ ASAP မာကျော်ပြတ်သားတဲ့နှလုံးသားဖြစ်သွားနိုင်တယ်ပေါ့နော်တစုံတစ်ယောက်ကသူတို့ခံစားချက်နဲ့ကစားရင်အဲ့လိုတော့ဖြစ်ပင်မဲ့ကမျိုးပြတ်သားဖို့ ASAP ဖို့မာကျော်ဖို့အဲ့တဲ့အချိန်နှစ်ဆလောက်ပိုယူတယ်ပေါ့နော်တယောက်ကိုအခွင့်အရေးအများကြီးပေးတယ်ခဏပေးတယ်အချိန်ပေးတယ်နောက်ဆုံးပေးစရာဘာမှမကြံတော့ဘူးဆိုမှ root back ကနေ ASAP နိုင်တာပေါ့နော်man ဒါပေမဲ့ root ပဲပေါ့နော် root ကအချိန်နဲ့ဆွဲတက်တယ်100%မှာပဲနံပါတ်9အချက်က Capricorn ကတဲ့ပတ်စံကြိုက်ပေမဲ့သူများပတ်စံရှိလို့အရေးပြောသွားတဲ့တဲမှာလုံးဝမပါဘူးတဲ့ 100% ထောက်ခံတယ်ပြောရပဲပတ်စံကြိုက်တယ်ကိုပတ်စံကိုရှာနိုင်တာကိုကြိုက်တာဟုတ်တယ်ပါနေများသွားလို့ခံစားရNever mind နံပါတ်10ချက်မြောက်က Capricorn ကို impress လုပ်ချင်သူတို့လိုယူသားမယ်သစ္စာတရားရှိရမယ်ပေါ့နော်။ agree လုပ်ပါတယ်။ဒါလေးရတဲ့ Capricorn inspire makeup look လေးပါနည်းနည်းရုပ်တော့ရင်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုး makeup look တွေကဒါပေမဲ့ကြိုက်တယ်ခဏလည်းပြင်ဖြစ်တယ်နောက်ပိုင်းလည်းခဏပြန်ဖြစ်အောင်မထင်တာပဲပြောတော့ Capricorn ချက်လေးဘယ်သူနဲ့တိုက်ဆိုင်သေးလဲဆိုတာ comment မမှန်ခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ် bye bye